ဒီနေ့တော့တရုတ်စန့်ကျင်ရေးပြောမယ်နော်တရုတ်နိုင်ငံဆိုတာကလေတရုတ်လူမျိုးတွေကလေ30ရင်းမြင့်မှ1000မရမှန်းသိလို့ရှိရင်ဘေတော့မှဒီမင်းကိုသူတို့မလောင်းပါဘူးနော်စင်းရင်သားစီမှာလဲစင်းရင်တဲ့အလေသူတို့ပတ်စံငါးမို့တစ်ချက်ကိုဘယ်လိုကုတ်ယူရမလဲချမ်းသာတဲ့သူစီမှာလဲအကုန်လုံးဘယ်လိုတင်းကျုံရမလဲဆိုတာဒီလိုပဲနားလေတာနော်လူသားချက်စာနာမှုတွေထောက်ထားမှုတွေဆိုတာ1000မှ100တော့မရှိတဲ့လူမျိုးတွေနော်မြန်မာပြည်တွေစအခုနဲ့အသွန့်ရှင်နေတယ်ဆိုတာကလေလက်မင်းနဲ့သူတို့ဝင်ပါနေလို့အခုလာရှုမှတရုတ်စစ်တပ်တွေအများကြီးချထားတယ်တကယ်တော့ဝါပီဆိုတာကလေတရုတ်ပီပါနော်တရုတ်ပီလို့တက်လို့ရှိရင်နိုင်ငံတကာသူတို့ပြောလာမယ်မြန်မာပြည်သူလူထုတွေတခဲနဲ့ဆန့်ကျင်လာမှာကိုသူတို့ကြိုတိနေလို့ဝါပီဆိုတဲ့နာမည်ပဲတတ်ထားတာတကယ်တော့တရုတ်ပီဖြစ်နေပဲအဲ့ဒါကလေနားလည်တယ်မလားပတ်စံတို့ကိုဘယ်တော့မှမပြောပါနဲ့အခု MUG အစိုးရတွေနော်အခုတိုင်းသားလက်နက်ကန်တွေဘယ်တော့မှသူတို့နဲ့မညှိပါနဲ့နော်နားလေမို့စာချုံနဲ့လုံနေစရာအကြောင်းမရှိဘူးသူတို့ရဲ့ gas pipeline ကိုမီးရှို့ပလိုက်နော်ရန်ကုန်မှာရှိတဲ့တရုတ်တိုင်တန်ယုံကိုနော်ဘုံနဲ့ဖောက်ခွေးပလိုက်အဲ့လိုဘလို့မှလက်တွေ့လှုပ်ပြမှာတို့ကလေအော်ဒီလိုလားဆိုတာတို့ကအဲ့ချိန်ကြမှာပဲနော်အရေးပြအကောင်မြင်တက်လာတာအဲ့လိုလှုပ်ပေးရမှာနော်ရင်လောက်မဒူလောက်ကြဒီစစ်တပ်နဲ့ပေါင်းနေဆိုကြတဲ့နဲ့တို့ကလေလှုပ်စားလို့ရရလေအရက်သားဆိုရတက်လို့ရှိရင်တို့လှုပ်စားတဲ့အကွက်တွေမရှိတော့ဘူးပျောက်သွားပြီအားကြောင့်မကြိုက်လေစစ်တပ်ကိုစစ်တပ်ဆက်ကိုတို့မြင်းမွေးပေးလာတာအဲ့လိုလုပ်ပေးလာတာခုထိနော်အဲ့ကြောင့်တရုတ်ဆိုတာဘေတုံးကားမှမြန်ပြီးတော့စောက်ကျုံးမရှိတဲ့တိုင်းပြည်ပဲနားလေတယ်မလားအဲ့လိုပြောကိုစီမှာဂျုံခိတခင်းလုံးကိုတိန်းသွားပြီးမှဂျုံမို့တထုတ်လာပေးပြီးမှကိုကကျင်းနဲ့ကြီးစိုးတင်နေဆိုကြတဲ့နဲ့ကိုကဂျုံစိတ်မပြောက်သေးလို့လေနားလေတယ်မလားအေးမြန်ပြတ်တိပြတော့အကုန်လုံးခိုးပြီးမှခေစစ်ဘူချိုအဆက်တို့လည်းပေါင်းပြတိပြတော့အကုန်လုံးခုတ်ပြီးတို့နိုင်ငံယူသွားတယ်နော်အဲ့ဒီတရုတ်ပြထုတ်လာတဲ့ဒီဘာမှမဟုတ်တဲ့ဒီဘာလဲတစ်သားမှဒီလိုချစ်လို့ရှိရင်အမောထွက်လာမလားအဲ့ဒါကိုကောင်းကောင်းလေးဟိုလှုပ်ပြပြီးမှအဲ့ဒါငါတို့ကဈေးကြီးပေးဝေသုံးနေရတယ်နင်တို့ကြည့်ငါတို့မြန်မာပြည်မှာပို့လာတဲ့ကုန်ပစ္စည်းတွေကတခြားသူတို့နိုင်ငံမှာသုံးတာတခြားအဲ့လိုခွေးပြီးမှသူတို့ကအဲ့လိုပို့တာနော်မြန်မာပြည်မှာပို့တဲ့ဒီကုန်ပစ္စည်းတွေကိုသူတို့နိုင်ငံသားတွေကိုရောင်းပြီးလို့ရှိရင်အဲ့ဒါဒဏ်ငွေဆောင်ရတာနော်တရားဥပဒေအရေးယူတာအဲ့လိုစောက်ကျင်ကလေသူတို့မှလေဝက်ချက်တွေနော်ဟန်ဆောင်မှုတွေမတရားမှုတွေတို့ကပြင်းနာနေတာတရုတ်ပြည်ဟာလေဒီမလေးရှားမှာတရုတ်တန်ယုံကိုလေနည်းနည်းကန့်ကွက်စာပို့ပေးလိုက်အောင်မယ်နော်လှုပ်လိုက်သူတို့လေစစ်သားကိုလေဒီ gas pipeline တခြားလုံးမချနိုင်ဘူးဒီမြောက်လေစစ်သားကိုလေသူတို့ gas pipeline တခြားလုံးမချနိုင်ဘူးနော်သူတို့မရှိတဲ့နေရာမှာ gas pipeline ကိုမီးရှို့ပလိုက်နော်ရှို့ပလိုက်လက်တွေ့လှုပ်ပြလိုက်အခုဒီတရုတ်တန်ယုံမြေရန်ကုန်မှာတရုတ်တန်ယုံကိုဘုံဖောက်ခွေးပလိုက်နော်ခဏဖောက်ခွေးပလိုက်အဲ့ဒါမှသူတို့မှတ်ပါလေနားလေတယ်မလားငါတက်တော့ရတယ်ဘန်တော့မှသူတို့တရုတ်ပြပိုင်တယ်ဆိုတော့လေ I don't care နော်အဲ့ဒါကြောင့်အဲ့လိုလုပ်ပေးလိုက်ပါမြန်မာပြည်ပါတရုတ်စီးပွားရေးတာအကုန်လုံးတခဲနဲ့ဆန့်ကျင်ပေးလိုက်ပတ်စံနဲ့မပြောရင်တော့လက်တွေ့လုပ်ပေးလိုက်အဲ့လိုမျိုးလုပ်ပေးမှသူတို့ကလေအဲ့ဒါမှနည်းနည်းခံတာမှာအခု UN မှာသူတို့ပတ်စံအလုံးငွေဘယ်လောက်ထည့်ထင်နေတာ USA အထည့်ဆိုမှတကယ်ဆိုလို့ရှိရင်တို့ကဒူစူပါပါဝါဒုတိယနေရာမှာနေချင်လို့ရှိရင်အလုံးငွေလည်းထည့်ရမယ်လေသိတယ်မလားလက်နဲ့တစ်ခုပဲရှိနေလို့အဆင်မပြေဘူးလေမ okay ဘူးလေနိုင်ငံတကာတို့ပြောလာမှာဆိုလို့တကယ်တော့တို့ကမထည့်ချင်တော့မှလေနိုင်ငံတကာဒီမျက်နှာထောက်ပြီးမှလေသိတယ်မလားမလွဲခဲတော့ထည့်နေရတာအနည်းဆုံးထည့်တာတော့မှလေအဲ့လိုမျိုးလူသားချက်စာနာမှုတွေကုညီမှုတွေရိုင်းပြင်းမှုတွေဖိမမှုတွေဒါမျိုးအဲ့လိုတို့အသွေးထဲမှာဒါမျိုးအရောက်တမှတရားလောက်ပဲရှိချင်တော့ရှိမှာအဲ့လိုမျိုးတရုတ်တွေကပေါ့နော်အဲ့ကြောင့်တခဲနဲ့စန့်ကျင်ပါတရုတ်ပြရဟိတ်ဆိုရင်ဘေတုံးမဆောက်ထင်မကြီးတာ